လေးကပဲမင်းတို့ကိုရှင်းပြပေးနိုင်လိမ့်မယ်ဆိုတော့ကိုကဟိုဘက်ပြန်တယ်မင်းကလေးကိုတွေ့အောင်ဒီချိန်လုံးရှာကြဆိုပြီးဟိုဘက်ပြန်တက်သွားတယ်နော်တွေ့နော်3 1 go action ပြီးရနေဆိုတော့ဗာလဲကြကျွန်တော်နားလဲရှင်းပြပေးပါဦးဘို့တော်လား မင်းတို့နားလဲအောင်ရှင်းပြပေးနိုင်ဖို့မင်းတို့စော်ကားပြောဆိုခဲ့တဲ့မိန်းကလေးကိုရင်ရှာသူကလေပြီးတော့ ကျွန်တော်ထိုင်တော့မှားတယ်နော်ရှင်းပြပေးနေမှာအဲ့မင်းတို့စော်ကားပြောဆိုခဲ့တဲ့အဲ့မိန်းကလေးရယ်နော်အဲ့မိန်းကလေးကပဲဖြည့်ရှင်းပေးနိုင်တယ်ပဲ ဖြည့်ရှင်းပေးနိုင်တယ် မင်းအဲ့ကောင်မလေးကိုရင်ရှာကြနော်โอเคနော်3 1 go action ပြီးရနေဆိုတော့ဗာလဲကြဘို့ကျွန်တော်နားလဲရှင်းပြပေးပါဦးဗျာ မင်းတို့နားလဲအောင်ရှင်းပြပေးဖို့အတွက်မင်းတို့စော်ကားပြောဆိုခဲ့တဲ့မိန်းကလေးကိုရင်ရှာအဲ့မိန်းကလေးကမှဒီပြဿနာကိုဖြည့်ရှင်းပေးလိမ့်မယ် ဘိုးတော်အဲ့ကျတော့ဘိုးတော်သွားလှည့်ဖို့ကြတော့အခွင့်အရေးမရှိတော့ဘူးကျွန်တော်ပြောသလိုခံရတော့မှားနေတယ်ဘိုးတော်မင်းတို့နားလဲအောင်ရှင်းပြပေးနိုင်မှာကမင်းတို့စော်ကားပြောဆိုခဲ့တဲ့အမင်းကလေးကပဲမင်းတို့ရှင်းပြပေးနိုင်လိမ့်မယ်မင်းတို့အမင်းကလေးကိုအရင်တွေ့အောင်ရှာကြဟောဘောင်းတက်သွားလို့ရအခုကျတော့ဒုံးကြီးလှည့်သွားပါဆိုနော် ဒါကြဆိုမှနေရမှာပေါ့နော် ဘယ်လို ဖြည့်ရှင်းပေးမှာ မင်းတို့ဖြည့်ရှင်းပေးနိုင်မှာကမင်းတို့ကိုယ်တိုင်မင်းတို့စော်ကားပြောဆိုခဲ့တဲ့ သူကဖြည့်ရှင်းပေးပါဆိုတော့သူကပြောမှာမင်းတို့ဖြည့်ဒီကိစ္စကိုဖြည့်ရှင်းပေးနိုင်တာကတော့မင်းတို့စော်ကားပြောဆိုခဲ့တဲ့မိန်းကလေးကပဲဖြည့်ရှင်း ဖြည့်ရှင်းပေးနိုင်လိမ့်မယ်မင်းတို့အမင်းကလေးကိုဒီတော့တွေ့အောင်ရှာကြ ရှာကြ ရှာကြဆိုတော့ဇာတ်ကားလေးကိုတိုးသွားလိုက်နော်ကောင်းလေးညိတ်ပြီးတော့မင်းတို့အမင်းကလေးကိုတွေ့အောင်ရှာကြဟိုကလှည့်သွားနော်ဟိုဘက်လဲပါနော်โอเคပြန်ဆက်လိုက်ပါမယ် 要不然才记录了没有？我记录了，什么？ โอเคဆက်လိုက်မယ်နော် 你没有记录片的。 3 1 go action ပြီးရနေဆိုတော့ဗာလဲကြဘို့လားကျွန်တော်နားလဲအောင်ရှင်းပြပေးပါဦးဗျာ မင်းတို့နားလဲအောင်ဖြည့်ရှင်းပေးနိုင်တော့ကမင်းတို့စော်ကားပြောဆိုခဲ့တဲ့မိန်းကလေးကပဲဖြည့်ရှင်းပေးနိုင်ပါအဲ့ဒီမိန်းကလေးကိုပဲအရင်ရှာကြ โอเคကဲ